မြောက်သီလားအချိန်က metal music industry ထဲမှာလူတန်းကိုရှော့ရစေခဲ့တဲ့ဘန်တစ်ခုရှိခဲ့မှုတွေဗျာအဲ့ဒီဘန်နဲ့ပတ်သက်လို့ခင်ဗျားတို့ online မှာရှာလိုက်ရင်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေ rumor တွေအများကြီးကိုတွေ့ရတယ်အဲ့ဒီဘန်နာမည်ကိုတော့ Mayhem လို့ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Hidden Theory channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Mayhem ဘန်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအကုန်လုံးပြောပြပေးသွားပါမယ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြတဲ့အကြောင်းအရာတွေအကုန်လုံးက Maker Story တွေမဟုတ်ဘဲနဲ့လက်ရှိအဲ့ဒီကာလမှာတကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကိုအခြေခံပြီးတော့ပြပြပါမယ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်1984ခုနှစ်နော်ဝေမှာ Extreme Metal ကိုပို့ပြီးတော့ခိုးဖြစ်အောင်ပို့ပြီးတော့ raw ဖြစ်အောင်ပို့ပြီးတော့ inhuman sound ဖြစ်စေခြင်းနဲ့ teenager တစုက Mayhem ဆိုတဲ့ဘန်ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်တကယ်ကအဲ့ဒီအချိန်မှာ thrash metal နဲ့ death metal တွေက already heavy ဖြစ်နေပြီးသားပါဒါပေမဲ့ Mayhem က music ကို anger နဲ့ fear နဲ့ empathy လက်ကိုပိုခံစားရစေခြင်းခဲ့တာပါ1990ခုနှစ်မှာ Swedish vocalist တယောက်ဖြစ်တဲ့ Perrin Faith Olin က Mayhem ဘန်လေးကိုစတင် join လာပါတယ်former member interview တွေရတော့သူဟာ quiet ဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ mental နဲ့ပတ်သက်ပြီး struggle ရှိခဲ့တယ်လို့ပြောကြပါတယ်။စိတ်ပေါ်တက်တဲ့အခါမှာသူက cosplay ပိတ်လို့ခေါ်တဲ့ black and white makeup ကိုသုံးခဲ့တယ်။ဒီနေ့က black metal culture တစ်ခုလုံးရဲ့ iconic style ဖြစ်လာတဲ့ look ကအဲ့ဒီ era ကနေစပြီးတော့ popular ဖြစ်လာခဲ့တာပါ။ Mayhem ဖွဲ့က live show တွေမှာ animal head တွေ fake blood တွေ distributing street promotion တွေကိုအသုံးပြုခဲ့တာကြောင့် underground scene တွေထဲမှာ most extreme band ဆိုတဲ့ reputation ကိုရလာခဲ့ပါတယ်။1992ခုနှစ်မှာသူ့ကိုယ်သူအဆုံးသတ်ခဲ့ပါတယ်။သူသေဆုံးတဲ့အချိန်မှာအသက်က22နှစ်ပဲရှိပါသေးတယ်။ဒီရာကပဲ Norway Black Metal History တစ်ခုလုံးပြောင်းလဲသွားစေခဲ့လို့ပြောရမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ band member Euromus ကဒီ scene ကိုပထမဆုံးရှာဖွေတွေ့ခဲ့လို့ဖြစ်ပြီးတော့နောက်ပိုင်း interview တွေမှာစာအုပ်တွေမှာရဲတွေမရောက်ခင်မှာ disposable camera ယူပြီးတော့ဓာတ်ပုံရိုက်ခဲ့လို့ပြောကြပါတယ်။နောက်ပိုင်းမှာပဲအဲ့ဒီ image က Dawn of the Black Hammer cover အဖြစ် online မှာပြန့်နှံ့ခဲ့ပါတယ်။အဲ့ဒီ cover ကိုဒီနေ့အထိ Metal History ရဲ့ most controversial real image လို့ပြောနေကြဆဲပါ1990နောက်ပိုင်းမှာ Norway Black Metal scene က music movement တစ်ခုဆိုတာပို့လာတယ် Church Party တွေ criminal investigation တွေ fear တွေ Norway တနိုင်ငံလုံးကို headline ဖြစ်လာစေခဲ့ပါတယ်1993ခုနှစ်မှာ Mayhem ရဲ့ guitar လေးဖြစ်တဲ့ Euromus ကလည်းလှုပ်ကြံခြင်းကိုခံခဲ့ရပါတယ်သူသေဆုံးချိန်မှာအသက်ကတော့25နှစ်ပဲရှိပါသေးတယ်ဒီဖြစ်တဲ့နောက်ပိုင်းမှာလူတွေကမေးလာကြတယ်ဒါဟာ music scene တစ်ခုလားဒါမှမဟုတ် darknet ကတဖြည်းဖြည်းနဲ့ growing ဖြစ်လာနေရလားဆိုပြီးတော့ပါ Mayhem story ရဲ့ကြောက်စရာကောင်းတဲ့ချက်ကအခုကျွန်တော်ပြောခဲ့တဲ့ຢာတွေအကုန်လုံးကmovie script တွေမဟုတ်ဘူးဗျာတကယ်ဖြစ်ခဲ့တဲ့အချက်လက်တွေပါခင်ဗျားတို့ဒီဟာကိုရုပ်ရှင်တွေနဲ့ကြည့်နေတယ်ဆိုရင် Lost of Chaos ဆိုတဲ့ movie ကို recommend လုပ်ပါတယ်ဒါပေမဲ့အဲ့ဒီ movie ကလည်း real event တွေမှာအခြေခံထားပြီးမှလည်း 100% တော့ accurate မဟုတ်ပါဘူးတချို့ scene တွေမှာသူတို့ပြင်ထားတယ်ရှိပါတယ်ဗျဒါပေမဲ့ Norway Black Metal scene နဲ့ Death Atmosphere ကိုတော့ကောင်းကောင်းလေး capture လုပ်ထားတဲ့ movie တစ်ခုလို့ပြောကြပါတယ်